Okay ဒီနေ့ကတော့ကျွန်တော်မရောက်တာကြာပြီ8နှစ်9နှစ်လောက်ရှိပြီဖြစ်တဲ့ Dream World ဆိုတဲ့နေရာကိုတွားလဲမှာဖြစ်ပါတယ်တော်တော်ကြာပါပြီငယ်တော့ရောက်တာကြီးတော့ Dream World ကိုညံပစ်တာကြာပြီအဲ့တော့ Dream World မှာဘာတွေသိဖြစ်နေလဲစိတ်ရှုပ်နေတဲ့အချိန်လေးကလေးတယောက်လိုသွားပြီးတော့ဆော့လာအောင်ပဲဗျာ Okay, let's go.ရောက်ပြီဆိုရင်အဲ့ဒီ e-ticket ကို information ဆိုတဲ့နေရာမှာသွားပြီးတော့လဲရတယ်ကျွန်တော်ပြမယ်နေရာအဲ့ဝယ်ထားတဲ့ ticket ကို online ဝယ်ထားတဲ့ ticket ကိုဒီမှာလဲရတယ်ဒီ information ဆိုတဲ့နေရာလေးနော် ticket ကိုလဲရတယ်တော့ဝင်ရောက်ပြီးတော့ဘာလို့ပြန်လဲလာခဲ့ပြီလက်မှာဖွက်ပေးရမှာနော်အဲ့လိုမျိုးလေး ticket လေးလဲတာဒီကနေအားလို့ဘော်ရာကြီးနဲ့ပေးရိုက်အပြင်ရကြည့်မမြင်ရဘူးအတွေ့ရကြည့်မြင်ရကျွန်တော်ပြမယ်โอเคเนาะผู้ดีเนี่ยเอามาชาบีเดี๋ยวแม่โอเคစဉ်းစားရင်ဘာလုပ်မလဲစီးမလားရှော့မလားဒါယူစီးမလားရှော့မလားစဉ်းစားစမ်းမော်ဟိမင်းစဉ်းစားစမ်းစီးမလားရှော့မလား
မနေ့စတဲ့ပုံစာကြည့်မှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာရီဂိမ်းလို့ခေါ်ပါတယ်အဲကျွန်တော်မသိပါဘူးခင်ဗျားသိရောက်လာကြည့်တီးပါပြောင်းပြန်စီတော်မြလို့ပဲကိုရဲ့ဘဝဟာဆရာတော်ကပြောင်းပြန်ကြီးလာလို့လုပ်ကြအောင်ဒုက္ခပဲဒါလည်းပဲဟာဒီချူကြီးကကိုကကလေးဆိုတော့ခဏလေးမစော့ပဲနဲ့ဒါမျိုးတွေပဲကိုနေလိုက်ဖက်တဲ့ဟာတွေပဲကောင်းပါနော်โอเคဒီနေ့ပိုကတော့ Dream Mall ရဲ့စီတင်ရပြီးဆုံးပါပြီအဲ့တော့အိမ်ပြန်ပြီးအနားယူပါတော့မယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့ဆိုနေပူတယ်နည်းနည်းပြိုင်တယ်တစ်နေ့လုံးချိန်ပေးရတယ်လာ go